တောက်ကြီးကကြီးကန်းကိုစကျွေးနေတာကွာဘာမှလုပ်နေရတော့မတွေ့ရဘူးဟင်ဟုတ်လားထူးထူးဆန်းဆန်းပဲနော်ညနေပဲကာလာသားကောက်ကိုတောက်ကြီးတယောက်ရွာလေးကိုတုတ်နဲ့လမ်းလျှောက်လာနေစီဟာကိုတောက်ကြီးဘာတွေရေးကြီးတုတ်ပြဖြစ်လာတာလဲဗျထို့အခါကိုတောက်ကြီးမှတခုခုကင်ထားတဲ့သူ့လက်တစ်ဖက်ကိုဖွက်လိုက်ပြီဟာဘာမှမဟုတ်ပါဘူးကွာနေဝင်ပြီမလို့ခက်တုတ်ရှောက်လာမိတာထင်ပါတယ်ကွာဟေးကိုတောက်ကြီးလက်ထက်ကဘာကြီးလဲဗျဘာမှမဟုတ်ပါဘူးကွာသွားပြီနော်တပူကြီးမင်းလေးပြန်တော့ကွာမောင်ကြီးပြောလာပြီဟဲ့ဟုတ်ကဲ့ဗျကိုတောက်ကြီးဒါဆိုသွားပြီနော်တတာဒီလိုနဲ့တက်ဖို့လေအိမ်ကိုအမြင်ပြန်လာခဲ့တော့တယ်ကိုတောက်ကြီးလက်တစ်ဖက်မှာဖွက်ထားတာတခုခုတော့ရှိရမယ်ငါမြင်လိုက်မိပါတယ်ဘာလဲတော့မသိဘူးတော်ပြီကွာမနေ့မှဟိုးကောင်းနှကောင်ကိုဖုံးဆက်ပြောပြီးတော့အတူတူစဉ်းစားခိုင်းရမယ်အခုတော့အိမ်မယ်ကွာတားရီထားတော့ကွာစက်ဖကြီးတော့တိုးနေပြီဟုတ်ဝါအဲ့လိုကောက်လိုက်တာကွာတားရီနူးပြီလားကွတားစားဖို့အုပ်ဆောင်အောင်မှာကောင်းကြီးမောင်းနဲ့အကျော်လေးထားပေးထားတယ်နော်အမေတို့ရွာဦးကျောင်းစီကိုစွန့်ကြိုက်သွားဖို့ဦးမေဟုတ်ကဲ့မေတားစားပြီးရင်ဂျပွေးနဲ့ခွားရှည်စီကိုသွားလိုက်ဦးမေနော်အိမ်တကားတွေတေချာပိတ်ပြီးမှသွားနော်ဟုတ်ကဲ့မေတက်ဖို့လေမနေ့စာစားပြီးတော့ဂျပွေးစီမသွားခင်အရင်ဖုန်းဆက်လိုက်တယ်ဟယ်လိုဟေ့ကမင်းနိုးပြီလားကွနိုးပြီကွအခုပဲမျက်နှာတက်ပြီလားဘာကိစ္စတော့တက်ဖို့ရတက်ဖို့လေမင်းညနေဆောင်ချိန်ကအကြောင်းအရာကိုပြောပြလိုက်တယ်အဲ့လိုကွမင်းရောဘလို့ထင်တော့ဘာမှမထင်ပါဘူးကွဟာဟေ့ကောင်စတာပါဟာအဲ့ဒါဆိုမင်းပြောတဲ့ကိစ္စစုံစမ်းရှာဖွေဖို့ငါကွာရှီကိုခေါ်လာခဲ့မယ်ငါတို့စုံနေကြနေရမှာစုံမယ်လေအေးကောင်းတယ်ခဏနေတွေ့မယ်နော်ချွေးဒီလိုနဲ့တက်ဖို့လေအိမ်တကားများတေချာပိတ်ပြီးတော့အိမ်မထွက်လာခဲ့လိုက်တော့တယ်ကဲတငယ်ချင်းတို့ဒီနေ့မနေ့ခင်းတွေကတွေ့ရတဲ့အကြောင်းပြောကြပါအောင်ကွငါ့ကိုခေါ်ပြီးတော့မုံကျွေးဖို့လားငါမစားနိုင်သေးဘူးတော့အေးအကြီးကျွေးမှာနားထောင်တက်ဖို့လေကွာရှီကိုထပ်ပြောပြလိုက်တယ်မင်းဟာတေးကြလို့လားကွသူ့ရက်ပလင်းကိုများဖွတ်ပြီးတော့ယူလာတာမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးကွအရက်ပလင်းဆိုရင်ဖွက်เสียမှာမလို့လားဒါဆိုရင်တေးကြသိအောင်လို့ငါတို့ချင်းနေသွားကြည့်အောင်လေကွာမကောင်းလားအေးကောင်းတယ်အေးပါကွာလိုရမေရငါရဲ့မှန်ဘလူးလေးဝင်းယူပြီးမှသွားကြရအောင်ကွာငါဘီဟိုနေ့ကဝဲလာခဲ့တာကွာမင်းတို့မပြရသေးရနဲ့တော်ပဲချဝေးတို့လေမှန်ဘလူးဝင်းယူပြီးတော့ကိုတောက်ကြီးအိမ်ကိုထွက်လာခဲ့လိုက်တော့တယ်စားကွာမင်းကြီးရတာအတော်စားနေပုံပဲဘယ်နှစ်ရက်လောက်အာဟာရပြက်ပြီးတော့နင်းနေကြတာလဲကွာကျေးဇူးတင်ပါတယ်မိတ်ဆွေကျွန်တော်ကအများထဲမှာမတူဘဲနဲ့ထူးခြားနေတော့အားလုံးကဝမ်းကျင်ထားပြီးတော့အစာရှာထွက်ရင်လဲဝိုင်းပြီးတော့ထိုးစိတ်ကြအော်ကြနဲ့အစာမစားရတာအတော်ကြားနေပါပြီထို့ချိန်မှာဂျပွေးတို့ဖွေဟာတောက်ကြီးနေတဲ့အိမ်ရဲ့မလန်မကန်တစ်ပင်ပေါ်ကနေမှန်ဘလူးနဲ့ကြည်နေကြတယ်ကိုတောက်ကြီးကကြီးကန်းကိုစကျွေးနေတာကွာဘာမှလုပ်နေရတော့မတွေ့ရဘူးဟင်ဟုတ်လားထူးထူးဆန်းဆန်းပဲနော်ငှက်ကိုစကျွေးရထူးဆန်းတာလားဟာထူးတော့မထူးဆန်းပါဘူးကွာဒါပေမဲ့နေလုံးမနေနဲ့နေပူတယ်ကွာအိမ်ပြန်ရအောင်အေးဘာမှမထူးရင်လည်းငါတို့အိမ်ပြန်ကြတာပေါ့ကွာဒါဆိုရင်ငါ့ရင်လိုက်ခဲ့ကြလေကွာနေ့လေကြရင်ရွှေအေးလောက်ကျွေးမယ်လို့ငါမိပြောတယ်ကွာဒီလိုနဲ့တက်ဘူးတို့လေတပိမော်ကဆင်းပြီးတော့ကိုတောက်ကြီးအိမ်နာကဖြတ်သွားတဲ့ချိန်မင်းညနေစာဘာစားမလဲကွာငါတေးသေးလေးတွေကိုချွတ်ချင်းကြော်လို့ကြော်ပေးရမလားကလီစာတော့ကြော်စားမလားမိတ်ဆွေကြိုက်တာသာချက်စားပါဗျာကျွန်တော်မတောင်းဆိုပါဘူးဟင်ကိုတောက်ကြီးအိမ်မှာအဲ့ဒါရောက်လို့လားဟာအေးကွာအခုနာကတော့ကြီးကန်းနဲ့ကိုတောက်ကြီးတယောက်တည်းပါပဲသူကြီးကန်းကိုအိတ်ခံနေရများလားကွာကြီးကန်းကလူစကားပြောမလားဟာလာကွာငါတို့သွားပြီးတော့ဆက်စုကြည့်ရအောင်ဂျပွေးတို့၃ယောက်အိမ်ထကန်ကပ်ပြီးတော့နားထောင်နေလိုက်ကြတယ်နောက်ရက်တွေကျရင်ကျွန်တော်ဆာရှာထွက်ပါမယ်ဗျာမိတ်ဆွေကြီးကျွန်တော်အတွက်လှုပ်ရှုပ်နေပါမယ်ဟာကိုတော်ကြီးတယောက်တည်းမဟုတ်ဘူးကွာနောက်တစ်ယောက်ရှိရဲ့ဂျပွေးတယောက်တိကိုင်းချောက်ကိုနေမိသွားတော့အိမ်နာဘာလို့လဲကွာကျွန်တော်တို့ပါဗျကဲကိုကြီးရေခဏလောက်ခန်းထဲနေခဲ့အောင်ဗျခမ ्या ကိုခုချက်ချင်းတွေ့သွားရင်မကောင်းဘူးဗျကျုပ်ခဏထွက်ပြီးတော့ပြန်ခဲ့မယ်ဂျပွေးတက်ပုတ်နဲ့ကွာရှိပါလားထူးထူးဆန်းဆန်းငါအိမ်နေပါလေလားလေလို့ပါလားဟုတ်တယ်ဗျကိုတောက်ကြီးကကျွန်တော်တို့ရွာထဲရှောက်သွားရင်လည်းလမ်းကြုံလုံးဝင်းလာလိုက်တာဗျဧည့်သည်ရောက်နေရတဲ့တင်စွန်းနာစကားပြောတဲ့ကြားလို့လေမရောက်ပါဘူးကွငါဖုန်းပြောတဲ့ဖြစ်မှာပါဖုန်းလာလို့မလို့ပြောနေတဲ့ဖြစ်ပါလိမ့်မယ်ကွ
ဒါနဲ့နေကြီးသမင်းစားပြီလားကွာဘယ်စားအောင်မလဲကိုတောက်ကြီးရဲ့ဥကိုလှိမ့်နေပြီဗျဘာလဲကျွန်တော်တို့ဖွဲ့ကိုထမင်းကျွေးမလို့လားဗျလက်ဆေးလိုက်ရတော့မလားကျွေးချင်တာပေါ့ကွာဒီနေ့တော့မဟုတ်သေးဘူးငါကောင်တို့ရေကဲအခုမှချက်ဖို့ပြင်ဆင်ရမှာဆိုတော့မင်းတို့တွေကြာကြီးစောင့်နေရလိမ့်မယ်ကွာဒါဆိုလဲဟုတ်ပါပြီဗျာကျွန်တော်အိမ်မဲပြန်တော့မယ်ဧည့်သည်ရောက်နေတယ်ဆိုလဲပြောဦးနော်တွေ့ဘူးကျင်လို့အေးပါကွာနောက်တော့မိတ်ဆက်ပေးပါမယ်နော်ဟင်အခုနာကကြတော့ဘာဧည့်သည်မှမရှိဘူးဆိုရောက်ခဲ့ရင်ပြောတာပါကွာမင်းတို့ကလည်းကဲနေဘူးနေပြီအစာလဲလွန်သွားအောင်မယ်သွားပြီဗျကိုတောက်ကြီးနောက်မှဆုံမယ်နော်တရက်တော့ရွာထဲမှာနေလန်းထားတဲ့ငချောက်ကောင်တွေပျောက်လို့ဆိုပြီးတော့ဒေါသပုံထားနေတဲ့တကြီးမိမကြီးမီဒေါ်စိန်ခင်ရဲ့ loud speaker မလို့တဲ့အတန်ကိုတရွာလုံးကြားနေရတယ်ဘဲကကောင်လေဟိခင်စိန်လန့်ထားတဲ့ငချောက်တွေကိုယူသွားတာခင်စိန်နဲ့နော်တခင်မဲရှိတယ်နော်ငါချောက်တွေကိုအခုချက်ချင်းပြန်ပေးစမ်းမပေးလို့ကတော့ခင်စိန်ကြောင်းသိစီရမယ်အဲ့တန်ကိုကြားတဲ့ဇပွေးတို့ဖွဲ့ရတော့ဟာကြီးမေစိန်ခင်ရဲ့ငချောက်တွေပျောက်သွားလို့လေကွာဘသူကများလာမှသွားလဲမသိဘူးနော်ကြီးကန်းတို့ငှက်တို့ဖြစ်မှာပေါ့ကွာကြီးကန်းဆိုမှငါထင်တာမှတ်မိထင်နေကွာကိုတောက်ကြီးစီမှာထူးဆန်းပြီးတော့စကားပြောတတ်တဲ့ကြီးတကောင်ရှောင်းနေလိမ့်မယ်မင်းဟာကဟုတ်ပါမလားကွာငါတို့သွားကြည့်သေးရပဲဘာမှမတွေ့ရဘူးလေကွာမင်းမယုံရင်ငါဒီနေ့ထက်ပြမယ်ကွာအေးလာကွာသွားကြည့်ကြမယ်တက်ပူတို့လေကိုတောက်ကြီးအိမ်ရောက်တော့ကိုတောက်ကြီးဟာငါအခုပဲရွာဝက်ထက်တော့မလို့ကွာအထွေထူးမရှိဘူးဆိုရင်လည်းနောက်မှတွေ့မယ်လေကွာအဲ့လိုပြောပြီးတော့တုတ်တီးတုတ်ပြထွက်သွားတော့နေပါဦးဗျဇဝေးတို့လေတားလို့မမိလိုက်တော့ပြန်လာခဲ့လိုက်ကြတော့အိမ်တို့ပြန်လာတဲ့လမ်းမှာလူတွေစုရုံဖြစ်နေကြတော့အကုန်သိတဲ့ဒေါ်ပူးမာစီဝင်မိလိုက်ကြတယ်လမ်းထားတဲ့အစားတောက်ချို့နဲ့ရပါရခဟင်းချက်ဖို့ဟင်းစားထုတ်တွေပါပြောင်းနေကြအောင်အမျိုးသားဝတ်ထည်တွေချိန်လန်းထားရင်လည်းပျောက်ကြောင်းအကြောင်းစုံသိလိုက်ရတယ်ငါချင်တာမမဟုတ်ဆိုရင်မှန်နေကွာအေးကွာမင်းတယောက်တည်းမှန်နေရောပြောပါအောင်ကွာငါတို့လေဝေးပါကွာဒီကောင်ငါတော့မှသိနေပြီလာပါကွာငါတို့ဒီနေ့ပဲဖော်ထုတ်ရအောင်ဇပွေးတို့ဖွဲ့ကိုတောက်ကြီးစီကိုပြန်သွားလိုက်တယ်ကိုတောက်ကြီးအိမ်ရောက်တော့ဟဲ့အောင်နေဖြစ်ပါမလားကွာတော့ကြာအိမ်ထဲခိုးဝင်မှုနဲ့တကြီးရောငါတို့မိဘတွေပါဒုံးနေရိုက်လို့စိတ်လူနေရမယ်လာပါကွာဟာငါအခုမှပြောနေရလေကွာမင်းတို့ကအိမ်ထဲတော့မှရှောက်သားပြီလားကွာဟဲ့အောင်နေလာကွာလာကြည့်ကြအောင်ကိုတောက်ကြီးအိမ်ထဲမှာအဝတ်ထည်တွေတင်ငယ်ကြောက်တွေနဲ့မိဖို့ကြောင်နဲ့ဝင်လိုက်တော့ငချောက်သားကြောက်တွေစုံနေအောင်တွေးလိုက်ရတော့တယ်ဟာဒီလောက်အများကြီးထိုချိန်တွင်မှကိုတောက်ကြီးပြန်လာတော့တယ်ဟာဇပွေးတို့မင်းတို့ငါ့အိမ်နဲ့ဘယ်လိုရောက်နေရလဲကွာထိုစဉ်မထင်မှတ်ချတဲ့အတန်တန်ထွက်လာခဲ့တယ်ဟုတ်တယ်ဗျကိုတောက်ကြီးမရှိတော့သူတို့ဝင်လာတာမြင်ရပေမဲ့ဘာမှလုပ်မပေးနိုင်ဘူးဗျာဟင်ဒီဟုတ်ပါတယ်ဗျာကျွန်တော်စကားပြောတတ်တဲ့ကြီးတကောင်မှာဒီပစ္စည်းတွေကလည်းကျွန်တော်ရဲ့တိရစ္ဆာန်ဗီဇာရကျွန်တော်ရှာဖွေယူဆောင်ခဲ့တာပါကိုတောက်ကြီးနဲ့ဘာမှမဆိုင်ပါဘူးဗျာကျွန်တော်ရဲ့မူလအဆင့်မြင့်အမှုကျင့်ကိုတော့ပြင်လို့မရဘဲနဲ့လုံနေမိခဲ့တာပါအေးကွာငါလည်းပြောပြခဲ့ပါတယ်ဒီကြီးငယ်ကလူစကားပြောနိုင်ပေမဲ့သူ့ရဲ့မူကျင့်တွေကဖျောက်လို့မရဘူးသူယူလာတဲ့ရွာတွေကလည်းသူ့ကိုတောနယ်ထဲမှာဒုက္ခရောက်နေတာကိုကယ်ခဲ့ပြီးတဲ့ငါ့ကိုကြေးဥဆက်ချင်တဲ့စိတ်နဲ့ယူလာပေးခဲ့တဲ့အရာတွေဖြစ်နေသေးပြန်တော့ကျုပ်လေကိုတောက်ကြီးကိုတန်ရုံးစင်တွဲမိပြီးတော့ကျုပ်ရဲ့နေရတော့ကိုမပြန်နိုင်တာကြောင့်မလို့ဒီလိုတူတူရှိနေတာပါကျုပ်ကိုနားလည်ပေးကြပါဗျာ။အော်ဒါကြောင့်မလို့ဟိုတနေ့ကညနေဘက်ကြီးကျွန်တော်နဲ့တွေ့တဲ့နေ့ကရေကြီးတုပ်ပြဖြစ်နေတာပေါ့။ကဲမင်းတို့လည်းသိသွားပြီဆိုတော့ရွာတွေကလူကြီးတွေကိုတော့မပြောကြပါနဲ့ကွာ။သိလို့ဘာမှမဖြစ်ရင်တော့တော်သေးတာပေါ့။တော်ကြနေဒီကြီးလေးကိုတခုခုလုပ်လိုက်ရင်ဒုက္ခကျွန်တော်တို့မပြောပြပါဘူးကိုတောက်ကြီးက။ငါလည်းသူ့ကိုတန်ရုံးစင်တွေ့မိတယ်ကွာ။ဒါပေမဲ့သူ့ရဲ့မူချင်းကိုငါပြောင်းလဲနိုင်ဖို့ခက်တယ်ကွာ။ငါလှုပ်သွားတဲ့ချိန်သူ့တကောင်နဲ့ကြက်နေကြတော့တလိမ့်ဆန်ပဲကွာ။လူတော်အတီတရားတွေဘာတွေသူ့ပဲနားလေပါမလဲ။သူ့ကိုဆုံးမနေဖို့လေငါမှအင်အားရှိမနေပြန်ဘူးကွာသူ့ကိုတနာနေရနဲ့ဘယ်လိုလုပ်ရပါမလဲကွာကုတွေးပေးကြပါအောင်ဒါဆိုရင်ဒီလိုလုပ်ပါလားကိုတောက်ကြီးရွာတွေကလူတွေလည်းသူ့ကိုဘာမှမလုပ်အောင်သူလည်းတင်နာလေအောင်လို့ဆုံးမပေးမိကျွန်တော်တို့ရွာဦးကျောင်းဆရာတော်စီကိုတွားလျှောက်ကြည့်ရင်ရောအေးအဲ့ကြံကောင်းနေအဲ့လိုနဲ့ရွာဦးကျောင်းကကျောင်းနိုင်ဆရာတော်ကြီးစီသွားပြီးတော့စကားပြောတတ်တဲ့ရွှေကြီးငံလေးကျောင်းစာဆုံးလျှောက်တင်ခဲ့တယ်။ဂိုင်းတဲလေးထူးဆက်มาပြီလားကွယ်ဖုန်းကြီးတို့လူတွေနဲ့ကန်ဆက်လို့တွေ့ကြပြီဆိုတော့သူ့ကုသိုလ်ကံကြောင့်တကားတောက်ကြီးစီကိုရောက်တယ်။မသူတော်တွေလက်ထဲမရောက်စေဘဲနဲ့မောင်တောက်ကြီးကလည်းကောက်ွယ်ပေးခဲ့တယ်။သူ့ရဲ့တလိမ့်ဆန်ဗီဇာအမှုကျင်လေးတွေဖျောက်လိုက်ရင်လူတွေကိုတောင်မှအကျိုးပြန်ပြုနိုင်တာမလို့ဖုန်းကြီးကတော့ဒီကြီးငယ်လေးကိုဖုန်းကြီးเจ้าမှာပဲထားစေချင်တယ်ကွ။ဒ
မောင်တောက်ကြီးရောဘလို့သဘောရလဲကွတင်ပါဗျာတင့်တော်ပါလေဗျာငင်းစရာလည်းမရှိပါဘူးဗျာရွာရဲ့စုံနောက်ကျော်မောင်ကျပွေးတို့ဖွဲ့ကလည်းဒီလိုကောင်းကျိုးဖြစ်စေမဲ့ຢာတွေကိုတက်တက်တအားပါဝင်ပေးကြလို့ကုသိုလ်ရရှာပါစေကွဒီလိုနေ့စကားပြောတဲ့ကိုရွှေကြီးငက်ကိုကျွန်တော်တို့ဖွဲ့ရောကိုတောက်ကြီးရောရွာဦးကျောင်းမှာနေထိုင်မှုအတွက်ရှင်းပြပြခဲ့ကြပြီးရွာဦးကျောင်းကိုပို့ဆောင်ပေးခဲ့လိုက်ကြတယ်ကိုတောက်ကြီးကျုပ်တက်ကိုကဲတည်ခဲ့တဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးဗျာအခုလိုကျုပ်ကိုဖုံးဖုံးစီပို့ပေးခဲ့တဲ့ကျပွေးကွားရှည်တက်ဖို့တို့ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်မေလည်းမမေ့ပါဘူးဗျာကျုပ်စီကိုလည်းလာလေဖို့မမေ့ကြနဲ့နော်ကဲမောင်ရွှေကြီးဖုန်းကြီးတော်မင်းကိုဒီနေ့ကစပြီးတော့မောင်ရွှေကြီးလို့အမည်မှဲ့ခြင်းနဲ့ကွလက်ခံရလားဟုတ်ကဲ့ပါဗျာဖုန်းကြီးဟာအဲ့လိုမပြောရဘူးကွအရှင်ဖျားလို့ပြောရတယ်ကွဒီလိုနဲ့ကျပွေးတို့ဖွဲ့နဲ့ကိုတောက်ကြီးလေးဆရာတော်ကိုဝတ်ပြုတ်ပြီးတော့ရွာလန်းတိုင်းပြန်လာခဲ့လိုက်တော့တယ်ကဲငါတို့ရဲ့စူးစမ်းအထောက်မှုလေးတော့အောင်မြင်စွာပြီးဆုံးခဲ့ပြီပေါ့ကွာငါတို့တရားလုံးမသိလိုက်တဲ့ကုသိုလ်လေးတစ်ခုပေါ့ကွာကျပွေးတို့တငယ်ချင်း၃ယောက်ကိုစီပြောရွှင်စားနဲ့အိမ်ပြန်ခဲ့ကြတော့တယ်